like သုံးပုံသုံးနည်းလေးပါဒါလေးကအသုံးလဲများသလိုမှားလဲမှားတတ်တယ်ပေါ့နော်ဘယ်လိုမှားလဲဆိုတော့ like ရဲ့နောက်မှာသုံးတဲ့အသုံးလေးတွေကိုသိချမသိလို့လွဲတာပေါ့နော် okay like ရဲ့နောက်မှာကျွန်တော်တို့တွေက noun လိုက်ပြီးတော့သုံးတယ်ကျွန်တော်အဲ့တော့လူပုဂ္ဂိုလ်သုံးလို့ရတယ် I like မောင်မ I like you I like my teacher okay တတ်မဲ့သုံးလို့ရတယ် I like your English ပြီးရင် buff ဆိုရင် ing ပြောင်းပြီးတော့သုံးလို့ရတယ် uh I like playing games watching movies listening to music okay နော် buff ဆို ing လေးလိုက်ပြီးတော့သုံးလို့ရတယ်နောက်တစ်ခုကဘာလဲဆိုရင် to do နဲ့သုံးတာ to plus infinitive လို့သုံးလဲရတယ်ပေါ့နော် base form ပေါ့မူရင်းကရိယာနဲ့သုံးရတာokay ဒါဆိုဘယ်လိုပြောမလဲမောင်မနဲ့စကားပြောရတာကိုသဘောကျတယ် I like to I like to speak with Mamba မောင်ပါဒီလိုဖြစ်သွားမှာပေါ့နော်မင်းရဲ့အင်္ဂလိပ်စာကိုနားထောင်ရတာကြိုက်တယ် you I I like like to listen listen to I your like to listen to you English game ဆိုရတာကြိုက်တယ် I like to play game I like to play game I like to play games အဲ့ဒီမှာနေမယ်လွဲတာဘယ်လိုလွဲလဲဆိုရင် I like to playing games တို့I like to your English တို့ဒီလိုလေးလွဲရတယ်ပေါ့နော်အဲ့တော့ခါကြတော့နှစ်ခုရှိပါတယ်နံပါတ်1က like ရဲ့နောက်မှာ noun လိုက်ပြီးတော့သုံးပါတယ်သက်ရှိသက်မဲ့ပေါ့ verb သုံးရင် ing ပြောင်းသုံးပေးရတယ်နံပါတ်2ပုံစံကကြတော့သူ့ရဲ့နောက်မှာ to verb 1 infinitive လို့လည်းသုံးလို့ရတယ်မူရင်းကရိယာပေါ့နော်သူ့ရဲ့ base form နဲ့လိုက်ပြီးတော့သုံးလို့ရပါတယ် okay အဲ့တော့တစ်ခေါက်လောက်ဖတ်ကြည့်ပါအောင် sister M မှာတစ်ခေါက်လောက်ဖတ်ကြည့်ပါအောင်เนาะ positive negative try ကြည့်မယ် I like မောင်ပါ I don't like မောင်ပါ I like Mamba I don't like Mamba I like your English I don't like your English I like playing games I don't like playing games I like to speak with Mamba I don't like to speak with Mamba I like to listen to your English I don't like to listen to your English I like to play and thank you ပါเนาะအဲ့တော့ကာလတွေခွဲလို့ရရင်เนาะ like likes liking liked ဤဒီပေါင်းနဲ့ liked okay ပါ